အားလုံးမင်္ဂလာပါဒီနေ့မှာဒီ slow go လိုပဲအသုံးများတဲ့လက်ခတ်တစ်ခုကိုကျွန်တော်သင်ပေးသွားမယ်ဒီလက်ခတ်ကကြတော့ pop prop slow rock တွေမှာသုံးများတာပေါ့နော် pop prop တွေပေါ့နော်တရှင်းမျိုးလေးတွေမှာသုံးများတာပေါ့နော်အဲ့ဒီလက်ခတ်ကြတော့ down down up up down up 1 2 and 3 and 4 and 1 2 and 3 and 4 1 2 and 3 and 4 and 1 2 and 3 and 4 and ပထမဆုံးအနေနဲ့ဒီလက်ခတ်လေ့ကျင့်မယ်ဆိုရင်ဖြည်းဖြည်းချင်းလေ့ကျင့်ပုံမှန်လေးလေ့ကျင့်ပေါ့နော် tempo နည်းနည်းလေးပဲလေ့ကျင့် tempo okay ရတော့ပြီဒီ tempo ဒီလောက်နဲ့ရတော့ပြီဆိုရင်မြန်မြန်လေ့ကျင့်2 and 3 and 4 and 1 2 and 3 and 4 and 1 2 and 3 and 4 and 1 2 and 3 and 4 and okay tempo လေးမြန်မြန်ရတော့ပြီဆိုပြီးမှပေါ့နော်တစ်ဆင့်နေနဲ့လေ့ကျင့်ရမယ်ဟိုပထမဆုံးဒီ focal မှာဆိုရင်ငါကြောက်နောက်ပြီးတော့ဒီလေးဖြူမှာဆိုရင်ဒီဟိုဟာရှိမယ်နှုံညက်တဲ့မိန်တော်တို့နှုံညက်တဲ့မိန်တော်တိုင်တို့ပါတော့ဒီလက်ခဏနဲ့ပဲတီးလို့ရတာပေါ့နော်ညဝင်များတဲ့သူရဲ့ဆုံးတွေ့တဲ့ကနာညဝင်များတဲ့ချစ်ကိုတွေ့ရှိခဲ့ကြโอเคနောက်ပြီးတော့အငဲသရှင်ထဲမှာဆိုရင်ဟိုဟာမယုံနိုင်ဘူးလို့ဒီလက်ခဏနဲ့တီးလို့ရပါတယ်ကီကကြတော့ E key နဲ့ပေါ့နော်da da 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 မြို့ကြီးမှာကြတော့နားခေါ်ရနောက်တစ်ပုဒ်အကြတော့ဒီဖြိုးပြည့်စုံမှာဆိုရင်ဒီညွန်နိုင်သမျှတော့ညွန်အောင်ပေါ့နော်အဲကြတော့ဒီမှာ CK နဲ့ပေါ့နော်ကာဘိုတပညာပြီးတော့ဆိုလိုက်တိလိုက်ပေါ့နော် CK နဲ့ဆိုရင်တော့ကီတော့နေတာပေါ့နောက်တစ်ပုဒ်ကကြတော့ဒီမှာလေးဖြူမှာဆိုရင်အလွမ်းသရှင်ကလည်းဒီလက်ခ